နောက်နောက်အရာဆုံးပြောခဲ့တဲ့စကားလေးတစ်ခွန်းလောက် ကိုချစ်ပေးဖို့မေးခဲ့တာပေါ့အဲ့အရာကိုရမ်းအောင်လာရ အဲ့ဒါဘယ်ချိန်မှဘလို့သိလား လင်နာယူလို့ဝါသွားမှသိ ကိုကပဲသူများကိုနောင်လာရအောင်လုပ်ခဲ့တာ ဘာတွေဘလို့နောက်နောက်ရခဲ့ဘူးလေပြောပြပေးပါဦး ကိုကသူ့အသေးအံဖြစ်နေခဲ့တဲ့အချိန်တုန်းကတော့ तू ကကိုအဖက်မလုပ်ဘူးကွာသိလားအခုမှကိုကအရန်လာတော့မှ तू ကနောင်လာရ ဟောဟုတ်တယ် မိုင်းလေးလာခိုးကြည့် နောက်နောက်အရာဆုံးပြောခဲ့တဲ့စကားလေးတစ်ခွန်းလောက် တကယ်ချစ်လား အဲ့စကားအခုချိန်မှာဘာလို့နောက်နောက်ရနေရ အဲ့တော့ပြန်မချစ်ကြလို့ ကိုဘက အခုတော့သိရသွားပြီ ဟုတ်လားအကောင်လေးက မဟုတ်ကိုက ဒီဗီဒီယိုကတယောက်တော့သူကကြည့်နေတယ်ဆိုရင်ရောညီမလေးဘာပြောချင်လဲ အခုမှတော့ sorry ပဲလို့ sorry ပါလိုက်နော်တက်နိုင် sorry ရေပြောဝင်တဲ့ရွက်ဖြန်းတက်မင်ဩဇာဖြစ်တဲ့တက်တိုး MKB ဟာအပွင့်အတီဥတွေအတွက်အားစိဖြစ်တဲ့လို့အပင်ငယ်တဲ့အရွယ်ကနေကြီးတဲ့အထိအသုံးပြုလို့ရပါတယ်နောက်နောက်အရာဆုံးပြောခဲ့တဲ့စကားလေးတစ်ခွန်းလောက် အရင်ချစ်တယ်လို့ပြောမိအောင်နောင်လိုက်ရ ဟုတ်လားပြန်ပြီးတော့စင်ပြေလာဖို့ရောစိတ်ကူးရလားမသိဘူး စိတ်မကူတာပါဘူးသူ့လမ်းသူသွားပဲသူအဆင်ပြေနေပြီးတာပဲ ပြန်တွဲမယ် နောက်နောက်အရာဆုံး ခုလိုချိန်မှာဘာလို့ဟားတိုက်ပြီးတော့ဘာလို့ရီနိုင်လောက်တဲ့အထိစကားဖြစ်သွားရလဲ ခုကခြေပဲဖြစ်တဲ့ relationship မှာရနေအောင်မလို့ နောက်နောက်အရာဆုံးပြောခဲ့တဲ့စကားလေးတစ်ခွန်းလောက် မင်းကိုရမ်းချစ်တယ် ဟာတကယ်လာလိုက်ရဘာလို့လဲဘာလို့လဲ ။ဘာဖြစ်လို့ဆိုတော့အဲ့တော့သူကရတာရှိနေတဲ့သားနဲ့ကိုကျွန်တော်သူကလာပြီးတော့ချင်းကပ်ခဲ့တာဆိုတော့ကျွန်တော်ကနေပေါ့မတိခဲ့တဲ့အချိန်မှာသူ့ကိုကျွန်တော်ကရမ်းချစ်တယ်လို့ပြောခဲ့တာ။အဲ့ဒါကိုနောက်နောက်ရတာပြောတာ နင်ကလာမကြိုက်တော့နဲ့ ဘယ်ချိန်တော့ပြောခဲ့တာကြာပြီလားအဲ့စကားလုံးက ကြာပြီចောင်းတက်တော့ကကျွန်တော်တကယ်ကြိုက်နေတဲ့ကောင်မလေးထပ်တွေ့သွားတော့ဗျာတွဲနေတဲ့ကောင်မလေးနင်ကဆက်မကြိုက်နဲ့တော့ပြပြတသားငင်းဆိုခဲ့ရ နောက်တစ်ယောက်ကိုတော့ပြန်ကြိုက်တော့ရခဲ့လား ရတာပေါ့ အဲကောင်းလိုက်အပွင့်အတီဦးကောင်းစီမယ်တက်တို MKB အပင်တက်အထွက်တိုးမယ်တက်တို